ကျွန်တော်နဲ့ကုမ္ပဏီဥက္ကဋ္ဌဖြစ်တဲ့မယားဖြစ်သူတို့နှစ်ယောက်စလုံးဒုတိယအကြိမ်ပြန်လည်မွေးဖွားလာခဲ့ကြတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ကျွန်တော်နည်းနည်းမှမပြောခဲ့ဘူး။ပြန်လည်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်ခဲ့တာကတော့သူမရဲ့ဖုန်းနံပါတ်နဲ့အဆက်အသွယ်မှတ်တမ်းအားလုံးကိုဘလောက်သွားလိုက်တာပါပဲ။ဒီဘဝမှာတကောင်ကျွတ်အဖြစ်နဲ့တေးဆုံးသွားရပါစေဦးတော့သူမကိုနောက်ထပ်ဘယ်တော့မှမတွေ့ချင်တော့ဘူး။လွန်ခဲ့တဲ့ဘဝတုန်းကတော့သူမရဲ့အလှတရားမှာယူယူမူမူဆွဲလန်းခဲ့လို့မင်္ဂလာဆောင်ခဲ့တာပါဒါပေမဲ့မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့သူမစီကချစ်ချင်းမြတ်တာအရေးအယောင်များတော့မရရှိခဲ့ဘူးနေ့တိုင်းရရှိခဲ့တာတွေကတော့သူမရဲ့အေးဆက်ဆက်စကလုံးတွေနဲ့စက်တိုက်ဆိုသလိုထွက်ပေါ်လာတဲ့စော်ကားမောင်းမဲမှုတွေပါပဲကျွန်တော်တေးဆုံးသွားခဲ့တဲ့နေ့ထိသူမဟာကျွန်တော်ကိုလင်းယောက်ျားလို့ဘယ်တော့မှမခေါ်ခဲ့ဘူးပါဘူးသူမပြန်ပေးဆွဲခံရတဲ့နေ့ကဘသူမှကယ်ဖို့ရှေ့မထွက်ခဲ့ကြဘူးကျွန်တော်တယောက်တည်းသာဘာမှမတွေးပဲသူမအတွက်ရှေ့ထွက်ပေးခဲ့တာပါဒါကြောင့်ပဲကျွန်တော်ကိုရေခဲတမျှအေးဆက်နေတဲ့ရေထဲပစ်ချခြင်းခံခဲ့ရတယ်ပြန်ပေးသမားတွေကရော်ချင်းငွေရောက်လာတာကိုစောင့်ခိုင်းပေမဲ့သူမကတော့စက္ကန့်ဝက်မျှပင်မစင်စားပဲသူမရဲ့နှလုံးသားထဲကအချစ်ဦးအီတန်တန်ကိုပဲရွေးချယ်သွားခဲ့တယ်အီတန်ကျွန်တော်မငိုခဲ့တယ်လို့ပြဿနာလည်းမရှာခဲ့ပါဘူးတည်ငြိမ်တဲ့အတန်နဲ့ပဲသူမကိုမေးလိုက်တယ်ငါ့ကိုမယူခဲ့ရင်မင်းပို့ပြီးပြောရမှာလားသူမရဲ့မျက်တောင်လေးတွေအနှဲငယ်တုံးလို့သွားခဲ့တယ်ပြီးတော့မျက်လုံးလေးတွေစိုက်ချရင်းတောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းလေးကိုပဲပြောခဲ့တယ်အဲ့ဒီနောက်မှာတော့အီတန်ရဲ့လက်ကိုတွဲပြီးအတူတူထွက်သွားခဲ့ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်မရေပဲမနေနိုင်ခဲ့ဘူးလွန်ခဲ့တဲ့10နှစ်အတွင်းဒီတောင်းပန်ပါတယ်ဆိုတဲ့စကားနှစ်ခွန်းကိုရာပေါင်းများစွာကြားခဲ့ဘူးတာပါပြီးတော့ကျွန်တော်ရဲ့နောက်ဆုံးအချိန်တွေမှာတော့သူမကိုကာကွယ်ဖို့ပြန်ပေးသမားရဲ့တနက်ပြောင်းဝမှာမမတ်ရက်ပေးခဲ့တာပါနှက်ခမ်းမှာသွေးတွေပေးကျန်နေလျက်နဲ့ကျွန်တော်မျက်နှာပေါ်မှာခက်ဖြော့ဖြော့အပြုံးတစ်ခုပေါ်လာခဲ့တယ်ခုံယူပါတယ်မင်းတို့နှစ်ယောက်ကြားကိုငါဘယ်တော့မှထပ်ဝင်မလာတော့ပါဘူးအဲ့ဒီနောက်ဘလို့ဖြစ်တယ်မသိចောင်းသားဘဝတုန်းကပန်းရောက်တဲ့ကောင်မလေးမာယာမဲရောက်ကိုဆေးဆက်ခွင့်တောင်းခဲ့တဲ့အဲ့ဒီနေ့စီကျွန်တော်ပြန်ရောက်သွားခဲ့တယ်အဖေရဲ့အတန်ကကျွန်တော်နားတဲ့ရုတ်တရက်ဟိန်းထွက်လာတဲ့မြန်မြန်လုတ်ပြင်စင်တော့မာယာလာနေပြီလွန်ခဲ့တဲ့ဘဝကတနက်မှန်ခဲ့တဲ့ရင်ဘတ်နေရာလေးကိုချက်ချင်းစမ်းတက်ကြည့်လိုက်တော့ဒဏ်ရာမရှိတော့ပါဘူးကျွန်တော်တကယ်ပဲပြန်လဲမွေးဖွားလာခဲ့ပြီးဒီနေ့ဟာမာယာကျွန်တော်တို့အိမ်ကိုလာပြီးမင်္ဂလာဖက်ကိုရွေးချယ်မဲ့နေ့အတိအကျပါပဲလွန်ခဲ့တဲ့ဘဝတုန်းကတော့ကျွန်တော်ချက်ချင်းပဲအဝတ်စားလက်ဝတ်ကြည့်ရတာအချောဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ဘူးတယ်ကောလိပ်လေးနှလုံးလုံးမာယာကိုကျွန်တော်သဘောကျနေခဲ့တာကိုလူတိုင်းသိကြတယ်သူမတယောက်ပဲမသိခဲ့တာပါဒါကြောင့်နှစ်ဖက်မိသားစုရှိမှသူမကကျွန်တော်ကိုရွေးချယ်လိုက်တဲ့အခါကျွန်တော်ရဲ့အိမ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပြီလို့ထင်ခဲ့မိတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ရှုပ်ပွားနေတဲ့သပင်တွေကိုလက်နဲ့ပုတ်တက်လိုက်ပြီးအပြင်းကြောဆန့်ပလုံဆုပ်လိုက်ရုံပါပဲအဖေကကျွန်တော်ကိုကြည့်ပြီးတုတ်တုတ်ပြုတ်ပြုတ်ဝစ်ဆန်းပါကွာမာယာကတက်တက်ရရရှိတဲ့ကောင်တွေကိုကြိုက်တာလို့ပြောတယ်ကျွန်တော်ခက်တိတ်တိတ်ပဲသိပါတယ်လို့ပြန်ဖြေလိုက်တယ်အဖေလည်းဝမ်းသာအားရနဲ့အခန်းထဲကထွက်သွားခဲ့တယ်မာယာအတွက်ကျွန်တော်အကောင်းဆုံးပြင်ဆင်ခြင်းနေတယ်လို့အဖေထင်နေတာပါဒါပေမဲ့အဖေမှားသွားခဲ့ပြီလွန်ခဲ့တဲ့ဘဝကလက်ထပ်စာချုပ်ကိုကျွန်တော်မှတ်မိနေသေးတဲ့အချို့သောပျော်ရွှင်မှုတွေဟာကျွန်တော်တို့နဲ့ဘယ်တော့မှထိုက်တန်မနေခဲ့ပါဘူးဟုတ်ပါတယ်ကျွန်တော်တို့ရဲ့မင်္ဂလာပွဲဟာမိသားစုနှစ်ခုလုံးအတွက်ကြီးမားတဲ့အကျိုးမြတ်တွေဆောင်ကျူးပေးခဲ့ပေမဲ့မာယာကတော့အဲ့ဒီအတွက်နဲ့အမှန်တကယ်မပြုံးနိုင်ခဲ့ပါဘူးအဲ့ရပေါ်မှာတော့သူမကကျွန်တော်ကိုလင်းယောက်ျားလို့မခေါ်ခဲ့ဘူးတခါကဆိုသူမငိုပြီးကျွန်တော်ကိုမေးခဲ့ဘူးတယ်ရှင်းနေပဲငါတစ်သက်လုံးပိတ်မိနေတော့မှလားတဲ့ကျွန်တော်ကသူမကိုအရာအလုံးထက်ငါ့ကိုစတွေ့ခဲ့ရင်မင်းငါ့ကိုချစ်မိမှလားလို့မေးခဲ့ပေမဲ့ရရှိခဲ့တဲ့အဖြေကတော့ထုံးစံအတိုင်းတောင်းပန်ပါတယ်ဆိုတာပါပဲအဲ့ဒီအဖြေကပဲကျွန်တော်ကိုအရာရာတိုင်းကိုသဘောပေါက်သွားစေခဲ့တာပါအချစ်ဆိုတာအတင်းကျပ်ယူလို့မရပါဘူးလူနှစ်ယောက်ကအပြန်အလှန်မချစ်နိုင်ဘူးဆိုရင်လမ်းခွဲထွက်သွားတာကပဲပိုကောင်းတဲ့ရွေးချယ်မှုပါအဲ့ဒီအချိန်မှာပဲဟောင်ကောင်မှာရှိတဲ့စီးပွားရေးအခွင့်အလမ်းတစ်ခုကိုကျွန်တော်တတိယလိုက်တဲ့10နှစ်ကြာရင်သူ့ရဲ့ဈေးကွက်တန်ဖိုးက15ဆမကတိုးတက်လာမှာပါအချိန်ခါကတော့အကွက်စီနေတာပါပဲဖုန်းကိုကောက်ကင်လိုက်ပေမဲ့မာယာရဲ့ပြုံးနေတဲ့ပုံလေးကိုနောက်ခံမှမြင်လိုက်ရတာနဲ့ကျွန်တော်မျက်လုံးတွေရုတ်တရက်ဆက်ဖြင်းဖြင်းဖြစ်သွားခဲ့တယ်အဲ့ဒီအပြုံးဟာကျွန်တော်အတွက်မဟုတ်ခဲ့ဘူးဆိုတာကိုတတိယသွားတာပါကျွန်တော်ဖုန်းစရင်းကိုဖွင့်ပြီး Jason Jackson စီစာပို့လိုက်တယ်မင်းပြောချင်တဲ့ဆိုရင် तू မစီသွားပြီးဖွင့်ပြောလိုက်ပါစာပို့ပြီးစောင့်နေလိုက်တယ်ခဏကြာမှဂျေဆန်ကပြန်စာပို့လာတယ်မင်းယူနေတာလားကျွန်တော်ပြန်ဖြေလိုက်တယ်ငါအတီပြောနေတာမာယာဒီနေ့မင်္ဂလာဖက်ရွေးနေပြီး तू မမင်းကိုကြိုက်နေတာဂျေဆန်ရဲ့မိသားစုကဒေဝါလီခံရခါနီးဖြစ်နေတာကိုလူတိုင်းသိကြတယ်လွန်ခဲ့တဲ့ဘဝတုန်းကကျွန်တော်ကမာယာကိုရချင်တဲ့အတားနဲ့သူ့မိသားစုကိုမင်္ဂလာဖက်စရင်ထဲကနေမတမာတဲ့နည်းနဲ့ပယ်ထုတ်ခဲ့တာပါဂျေဆန်သာရောက်လာရင်မာယာကကျွန်တော်ကိုဘယ်တော့မှရွေးမှာမဟုတ်ဘူးဆိုတာကျွန်တော်သိခဲ့လို့ပါဒါပေမဲ့နောက်ပိုင်းကျမှမာယာကငိုပြီးကျွန်တော်ကိုတစ်သက်လုံးရှင်းပိုင်မှာပဲလို့ပြောခဲ့တယ်အဲ့ဒီအတွက်ကျွန်တော်ပျော်ရွှင်ရမယ်ဆိုရင်အမှန်တကယ်တော့ကျွန်တော်နည်းနည်းမှမပြောခဲ့ပါဘူးဒီဘဝမှာတော့ကျွန်တော်သူမကိုလွတ်လပ်ခွင့်ပေးတော့မယ်ကျွန်တော်ရိုးရိုးရှင်းရှင်းပဲဝစ်စင်ပြီးဧည့်သည်တွေကြားတဲ့ရောနောက်ကမာယာကိုအဝေးကနေတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်။သူမဟာလွန်ခဲ့တဲ့ဘဝကလိုပဲအေးဆက်နေတော့မှပဲသူမမျက်လုံးထဲမှာဂျေဆန်မှလွယ်လို့တခြားယောက်ျားလုံးဝမရှိတဲ့အတိုင်းပါပဲ။ဂျေလီဂျဲလီမိသားစုတွေကနောက်ဆုံးဆစ်ဆက်သူကိုညှင်းပယ်ပြီးတဲ့နောက်သူမကကျွန်တော်အဖေဘက်ကိုစိတ်မရှိစွာကြည့်လိုက်တယ်။ဦးလေးဒါကရဲ့ကန်ရှင်တွေကုန်ပြီလား။အဖေကပြုံးပြီးမဟုတ်သေးဘူးလာဖို့ကြံသေးတဲ့သူတယောက်ရှိသေးတယ်။မာယာကတိတ်ဆိတ်စွာပြန်ဖြေရပါတယ်တမီးဆောင်ပါမယ်။သူမဟာထိုင်မြဲအတိုင်းထိုင်ပြီးတကားဘက်ကိုခဏခဏလှည့်ကြည့်နေခဲ့တယ်။လွန်ခဲ့တဲ့ဘဝကလိုပါပဲသူမဟာသူမရဲ့အချစ်ဦးရောက်လာမှကိုပဲစောင့်နေခဲ့တာပါ။တော်တော်လေးကြာပြီးတဲ့နောက်သူမဟာရုတ်တရက်လက်ညှိုးထိုးပြီးကျွန်တော်ဘက်ကိုညွှန်ပြလိုက်တယ်။သူမအတန်ကပြားမှုမှုဖြစ်နေခဲ့တယ်
ဒါဆိုရင်လည်းသူပဲလှုပ်လိုက်တော့မယ်သူမအတွက်တော့မင်္ဂလာဆောင်တာဟာပေါ့ပေါ့ပပဆုံးဖြတ်ချက်တစ်ခုပါပဲဒါပေမဲ့သူမအတွက်တော့ကျွန်တော်ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့ပူပြီးတည်ဆုံးခဲ့ရတဲ့အထိပါပဲကျွန်တော်ဂျေဆန်စီစာတစောင်းထပ်ပို့လိုက်တယ်မင်းအခုထိမရောက်သေးဘူးလားနောက်တစ်စက္ကန့်မှာပဲခမ်းမတကားတွေပွင့်သွားခဲ့တယ်မာယာနဲ့ဂျေဆန်တို့ရဲ့မျက်လုံးတွေစုံတွေ့သွားကြတယ်ကဘာကြီးတစ်ခုလုံးအဲ့ဒီအချိန်မှာရက်တန့်သွားတယ်လို့ပါပဲကံကြမ္မာရသူတို့ဟာဒီအချိန်မှာကွက်တိစုံတွေ့ရမှာဖြစ်ပါလိမ့်မယ်ကျွန်တော်ဖြောတော့စွာပြုံးလိုက်ပြီးအုတ်ထုပ်ကိုငုံဆောင်ကလှည့်ထွက်ခဲ့လိုက်တယ်မာယာငါမရှိရင်မင်းနောက်ဆုံးတော့ပျော်ရွှင်နိုင်ပါပြီစိတ်ထဲကနေဂုဏ်ယူပါတယ်လို့တိတ်တဆိတ်ရေရွတ်လိုက်မိတယ်ဒါပေမဲ့ရုတ်တရက်မာယာရဲ့အတန်ကကျွန်တော်နောက်ကျောဘက်ကနေထွက်ပေါ်လာခဲ့တယ်ကျေးဇူးပါပဲဒါပေမဲ့သမီးသူ့ကိုမယူနိုင်ဘူးအဲ့ဒီစကားသူမနှုတ်ကထွက်သွားတဲ့ခဏမှာခမ်းမတစ်ခုလုံးတုံလုံးတော့ချသွားခဲ့ကြတယ်ဂျေဆန်ဟာသူမရဲ့အချစ်စစ်ဆိုတာကိုလူတိုင်းသိကြတာပါဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီနေရာကနေထွက်သွားခဲ့ပြီးပါပြီနောက်ွယ်မှာဘာတွေဖြစ်နေလဲဆိုတာကျွန်တော်မသိတော့ဘူးဂျေဆန်ကိုယ်တိုင်တော့လုံးဝဇဝေးဇဝါဖြစ်သွားခဲ့တာပါမာယာကကျွန်တော်အဖေဘက်ကိုလှည့်ပြီးမေးလိုက်တဲ့ဦးလေးရှောင်ရှောင်ပမာလဲအဖေလည်းမင်းသက်သွားခဲ့တယ်လွန်ခဲ့တဲ့ဘဝတုန်းကမာယာဟာကျွန်တော်ကိုနာမည်ပြည့်စုံပဲခေါ်လေးရှိတာပါသူမအတန်မှာဘာနှွေးထွေးမှုမှမရှိခဲ့ဘူးဒါဟာကျွန်တော်ရဲ့မျိုးရိုးနာမည်ကိုဖြုတ်ပြီးခေါ်လိုက်တဲ့ပထမဆုံးအချိန်ပါပဲအဖေကဖြည်းဖြည်းချင်းပြန်ပြေတယ်သူအခုပဲအပြင်ထွက်သွားတယ်ဒါပေမဲ့မာယာကစွတ်တရုပ်ပြောလိုက်တယ်သမီးသူ့ကိုစောင့်ပါမယ်သမီးနဲ့ဆစ်ဆက်ပွဲထက်ပိုအရေးကြီးတာဘာရှိလို့လဲအဖေနဖူးမှာချွေးတွေတီးလာခဲ့တယ်ထားလိုက်ပါတော့မာယာရဲ့သူခဏနေပြန်လာမှာပါစောင့်ယုံပေါ်ပြီးမှအပြုံးသူကိုလှုပ်ယူရင်းမာယာဂျေးလိတ်မိသားစုထဲမှာအဆင်ပြေတဲ့သူတွေအများကြီးပါဘာလို့သူ့ကိုမှရွေးချင်တာလဲမာယာကဖြောတော့စွာပြုံးလိုက်တယ်သမီးသူတယောက်တည်းကိုပဲလိုချင်တာသူပြန်လာတာနဲ့သမီးသူ့ကိုစစ်ဆက်မှာအဖေကပိုလို့တောင်စိုးရိမ်သွားပြီးနဖူးကချွေးတွေကိုထပ်တုပ်လိုက်တယ်မာယာမဆောင်တာပိုကောင်းလိမ့်မယ်သူမမျက်လုံးတွေအနှဲငယ်ကျဉ်းမြောင်းသွားတယ်ဘာလို့လဲသူသမီးကိုအချစ်ဆုံးမဟုတ်ဘူးလားအဖေလည်းအရင်ကအဲ့ဒီလိုပဲယုံကြည်ခဲ့တာပါကျွန်တော်ခီးဆောင်အိတ်တွေထုတ်ပိုးပြီးအဖေကိုနှုတ်ပင်မဆက်ပဲထွက်သွားတော့မယ်လို့ပြောခဲ့တဲ့အချိန်ထိပါပဲအဲ့ဒီတုန်းကအဖေတကယ်ကိုတုံးလှုပ်သွားခဲ့တာကျွန်တော်ရဲ့ရုပ်တရက်ဆုံးဖြတ်ချက်ကိုအဖေမနစ်သက်ခဲ့ပါဘူးဒါပေမဲ့အမေဆုံးပါသွားပြီးတဲ့နောက်အဖေဟာကျွန်တော်ကိုအမြဲတမ်းချစ်ပေးခဲ့ပြီးကူညီပေးခဲ့တာပါကျွန်တော်ရဲ့စီးပွားရေးအစီအစဉ်နဲ့ရင်ထဲကခန်းစားချက်အမှန်ကိုကြားသိပြီးတဲ့နောက်အဖေကနောက်ဆုံးမှစကားတခုပဲပြောခဲ့ပါတယ်တာမှန်တဲ့ထင်တာကိုလုပ်ပါအခုတော့အဖေကမာယာကိုဘလို့ပြန်ဖြေရမှန်းမသိတော့ပါဘူးရုတ်တရက်ဂျေဆန်ကဝင်ပြောလိုက်တယ်မာယာသူမင်းကိုတကယ်မချစ်ပါဘူးသူ့လက်ကွက်ထဲမဝင်ပါနဲ့မင်းမယုံရင်ဒါကိုကြည့်လိုက်သူကဖုန်းကိုထုတ်ပြီးကျွန်တော်တို့ရဲ့ချက်တင်ချမှတ်တမ်းကိုပြလိုက်တယ်မာယာကချက်ချင်းထွက်လိုက်ပြီးဖုန်းကိုတုံရင်နဲ့လူယူလိုက်တယ်သူမအတန်တွေတုံရင်နေခဲ့တယ်သူကမင်းကိုငါစီဖွင့်ပြောဖို့ခိုင်းတာလားဂျေဆန်ကခေါင်းငိမ့်ပြလိုက်တယ်သူမင်းကိုမင်းထင်တယ်လို့မကြိုက်ပါဘူးသူလုပ်ခဲ့တာတွေအကုန်လုံးကအဟံပြတွေပါပဲငါထင်တယ်သူတခြားတစ်ယောက်စီစိတ်ရောက်သွားပြီထင်တယ်မဖြစ်နိုင်တာမာယာကဂျေဆန်ကိုဖြည်းဖြည်းချင်းစိုက်ကြည့်လိုက်တယ်သူမမျက်လုံးထဲမှာနာကျင်မှုတွေပြည့်နေနေခဲ့တယ်ဂျေဆန်ကိုယ်တိုင်တော့မင်းသက်သွားခဲ့ရတယ်ရှောင်ကငါ့ကိုအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးသူမကအဖေဘက်ကိုပြန်လှည့်လိုက်တယ်ဦးလေးကျေးဇူးပြုပြီးသမီးကိုသူ့နဲ့တွေ့ခွင့်ပေးပါမာယာမိသားစုနာမည်နဲ့သမီးသစ္စာဆိုပါတယ်ကုမ္ပဏီသဘောတူညီချက်ပြီးတာနဲ့သမီးသူ့ကိုတရားရုံး Civil Affairs တို့ရောက်ခေါ်သွားပြီးမင်္ဂလာစာချုပ်တန်းချုပ်ပါမယ်အဖေကမတက်တာစွာပြန်ဖြေခဲ့တယ်မာယာငါကမင်းကိုသူ့နဲ့မတွေ့စေချင်တာမဟုတ်ပါဘူးဒါပေမဲ့အဖေကခဏရက်လိုက်ပြီးမှဆက်ပြောတယ်သူကိုယ်တိုင်ကပြောသွားတာမင်းကိုနောက်ထပ်ဘယ်တော့မှမတွေ့ချင်တော့ဘူးတဲ့မာယာလက်ပေါ်ကအကြောတွေထောင်းထားခဲ့တယ်သူမချက်ချင်းဖုန်းကိုထုတ်ပြီးကျွန်တော်ဖုန်းနံပါတ်ကိုခေါ်လိုက်တယ်ကျွန်တော်သူမကိုတကယ်ရှောင်နေနိုင်တယ်ဆိုတာကိုသူမမယုံနိုင်ခဲ့ပါဘူးဒါပေမဲ့စာပို့လိုက်တဲ့ခဏမှာပဲမျက်နှာပြင်ပေါ်မှာအနီရောင်အာမီနိတ်တင်ဒေတာကြီးပေါ်လာခဲ့တယ်သူမခန္ဓာကိုယ်တစ်ခုလုံးအနှဲငယ်တုံရင်သွားခဲ့တယ်မတ်ပင်မရက်နိုင်တော့ပါဘူးကျွန်တော်သူမကိုဘလောက်သွားလိုက်ပြီလေအပြင်မှာတော့ကျွန်တော်ဟာနေကာမျက်မှန်တက်ထားပြီးခီးဆောင်အိတ်ကိုကင်ကလမ်းဘေးမှာတိတ်ဆိတ်စွာရက်နေခဲ့တယ်လမ်းသွားလမ်းလာတွေရဲ့စကားတန်တွေကကျွန်တော်နားထဲရောက်လာခဲ့တယ်ဒီနေ့ကျန်းကျယ်မိသားစုရဲ့သမီးနဲ့မိသားစုရဲ့တခင်လေးတို့ဆိတ်ဆက်ပွဲဖြစ်ရမှာမဟုတ်ဘူးလားဟုတ်တယ်ပြီးတော့သူမရဲ့အချစ်ဦးပါအဲ့ဒီမှာရှိနေတာစာမိသားစုရဲ့နောက်ကိုအမြဲတမ်းလိုက်နေတဲ့ကောင်ကိုပြောတာမလားငါသာအဲ့ဒီနဲ့သမီးဆိုရင်လဲဒေါသထွက်မှာပဲကျွန်တော်ကိုဟာကိုတိတ်တဆိတ်ရေးမိလိုက်တယ်ဒီဘဝမှာတော့စီမိသားစုဟာကျွန်တော်တို့နောက်ကိုလိုက်နေတာကိုဘယ်တော့မှတွေ့ရတော့မှာမဟုတ်ပါဘူးကျွန်တော်လိုချင်တာကတော့ကိုဘဝကိုအေးအေးချမ်းချမ်းနဲ့အောင်အောင်မြင်မြင်ဖြတ်တန်းသွားဖို့ပါပဲအဲ့ဒီအချိန်မှာပဲတယောက်ကစိတ်လှုပ်ရှားစွာပြောလိုက်တယ်ကြားတာတော့နတ်သမီးကဒီနေ့အတွက်ဖန်ပြင်ကြီးကိုအထူးပြင်ဆင်ထားတာတဲ့ဟိုမှာကြီးဟိုအဆောက်အဦပေါ်မှာလွှင့်နေပြီး10စက္ကန့်စာကြော်ညာပဲရှောင်နေကျွန်တော်နဖူးကိုလက်နဲ့ဖိလိုက်မိတယ်ခေါင်းကိုက်ချင်တယ်လို့ဖြစ်လာခဲ့ပြီးဟုတ်ပါတယ်ကျွန်တော်သူမကိုလွတ်လပ်ခွင့်ပေးခဲ့တာပါသူမနဲ့ဂျေဆန်တို့ရဲ့ဆက်ဆံရေးကိုတော့ကျွန်တော်လက်ခံပေးခဲ့ပြီးဒါပေမဲ့ဘာလို့ကျွန်တော်ရင်ဘတ်ထဲမှာစိုးရိမ်စိတ်တွေရုတ်တရက်တိုးဝင်လာရတာလဲလှည့်ထွက်သွားတော့မဲ့ခဏမှာပဲကျွန်တော်မျက်လုံးတွေဟာမျက်ရည်တွေပြည့်နေနေတဲ့မျက်ဝန်းတစ်စုံနဲ့စုံတွေ့သွားခဲ့တယ်ရှောင်းမင်းမရှိရင်ငါဘယ်တော့မှပျော်ရွှင်နိုင်တော့မှာမဟုတ်ဘူးခဏမျှကျွန်တော်နားကြားမတာလို့ထင်လိုက်မိတယ်နေကာမျက်မှန်ကိုဖြည်းဖြည်းချင်းချလိုက်တော့ကျွန်တော်ရှိမှရက်နေတဲ့အမျိုးသမီးကိုတွေးလိုက်ရတယ်လွန်ခဲ့တဲ့ဘဝကကျွန်တော်ကိုယူခဲ့ပြီးကျွန်တော်ကြောင့်နဲ့ပဲနှစ်ပေါင်းများစွာငိုကြွေးခဲ့ရတဲ့အဲ့ဒီအမျိုးသမီးပါပဲ
ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမဟာလွန်ခဲ့တဲ့ဘဝကထက်ပိုမိုနာကျင်စွာငိုကြွေးနေခဲ့တယ်။ရှောင်းငါကိုကြည့်ပါဦးငါဒီနေ့ရောက်လာတာမင်းတယောက်တည်းအတွက်ပါငါစီပြန်လာခဲ့ပါနော်ငါမင်းနဲ့အတူတရားရုံးကိုတန်းသွားပြီးမင်္ဂလာစာချုပ်ချုပ်ပါမယ်တစ္ဆာပြုပါတယ်။မာယာရဲ့အတန်ကလေထုထဲမှာဟိမ့်ထွက်နေခဲ့တဲ့စကလုံးတိုင်းမှာဆုံးဖြတ်ချက်ခိုင်မာမှုတွေပါဝင်နေပြီးကျွန်တော်ကတော့အံ့အားသင့်လွန်းလို့ကြောက်ရွံ့လို့ဖြစ်သွားခဲ့ရတဲ့စိတ်တွေအကုန်လုံးလုံးဝပလာဖြစ်သွားခဲ့တယ်ပြန်လည်မွေးဖွားလာပြီးနောက်ကျွန်တော်ရဲ့အာယုံခံစားမှုတွေမှားယွင်းသွားတာလားလို့ပင်တန်တရားဝင်မိတယ်ဒါတွေဟာစိတ်ကူးရင်အာယုံမားတွေများလားလွန်ခဲ့တဲ့ဘဝတုန်းကကျွန်တော်ကိုအမြဲတမ်းရှောင်ဖယ်နေခဲ့တဲ့အဲ့ဒီမာယာဟာအခုတော့လူတိုင်းရှိမှရက်ပြီးကျွန်တော်ကိုလက်ထက်စာချုပ်သွားချုပ်ဖို့တောင်းဆိုနေခဲ့ပြီရှောင်မင်းကြားနိုင်တယ်ဆိုတာငါသိပါတယ်မင်းပြန်မဖြေရင်တော့ငါမင်းကိုရှာတွေ့အောင်ရှာမှာပါသူမရဲ့ကွဲအပ်နေတဲ့အတန်ကကျွန်တော်အတင်းအကျပ်ထိန်းချုပ်ထားတဲ့တည်ငြိမ်မှုကိုရိုက်ခွဲပစ်လိုက်တယ်ဘေးပတ်ဝန်းကျင်ကလူတွေလည်းအံ့ဩသွားကြတယ်ဟေ့လူကြားလိုက်လားနတ်သမီးကအဲ့ဒီဆွဲလန်းနေတဲ့ကောင်ကိုကိုယ်တိုင်ဖွင့်ပြောနေတာအမှန်တိုင်းပြောရရင်သူတို့ကြည့်ရတာမစိုးပါဘူးအရင်တုန်းကတော့သူမကသူ့ကိုစိတ်မဝင်စားတယ်လို့ပဲခွေးလေးတစ်ကောင်လိုနောက်ကလိုက်နေတာကအလုပ်ဖြစ်သွားလိမ့်မယ်လို့ဘယ်သူထင်မှလဲဆက်မိသားစုရဲ့တစ္ဆာရှိတဲ့ခွေးလေးကနောက်ဆုံးတော့အောင်မြင်သွားတာပဲဖြစ်မယ်အဲ့ဒီမှတ်ချက်တွေကိုကြားလိုက်ရတာကကျွန်တော်ကိုမာယာရဲ့ဖွင့်ပြောမှုကိုအတီးယူဖို့ဖိအားပေးလိုက်တယ်လို့ပါပဲကျွန်တော်ကိုပါကိုပြင်းပြင်းထန်ထန်ရိုက်လိုက်မိတယ်အမှန်တကယ်လက်ရှိကဘာမှာရှိနေသေးရဲ့လားဆိုတာတေချာအောင်လို့ပါပြီးတော့ဖန်ပြင်ကြီးကိုခက်ဆက်ဆက်ပြန်ကြည့်ရင်ဖွင့်ပြောနေတဲ့အမျိုးသမီးဟာမာယာအမှန်တကယ်ဖြစ်နေတာကိုအတီးပြုလိုက်တယ်ဒါပေမဲ့ဒါဘလို့လုပ်ဖြစ်နိုင်မှာလဲသူမတကယ်ပဲကျွန်တော်ကိုချစ်မိသွားတာလားအဲ့ဒီတွေးဝင်လာတာနဲ့ကျွန်တော်ကိုပါကိုထက်ရိုက်လိုက်ပြန်တယ်ငါယူသွားပြီလားလွန်ခဲ့တဲ့ဘဝကနာကျင်မှုတွေကမလုံလောက်သေးလို့လားကျွန်တော်ကိုအတင်းကျပ်အကျိုးအကြောင်းပြစစ်စစ်မိတဲ့မာယာဟာကျွန်တော်ထင်ထားတာထက်ပိုပြီးလက်တွေ့ကျတဲ့သူဖြစ်ပါလိမ့်မယ်မိသားစုမင်္ဂလာပွဲနဲ့ပါလာမဲ့အကျိုးမြတ်တွေအတွက်သူမဟာအလျှော့အတင်းထက်လုပ်ချင်နေတာဖြစ်နိုင်တယ်သူမရှိမှရက်နေတဲ့သူဟာသူမအမှန်တကယ်မချစ်တဲ့သူဖြစ်နေရင်တော့မှပေါ့အဲ့ဒီအတွေ့ကကျွန်တော်နှလုံးသားကိုထိုးဆုပ်လိုက်တယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲတက္ကစီတစ်စီးရောက်လာခဲ့တယ်ကျွန်တော်ချက်ချင်းတကားဖွင့်အထဲဝင်ပြီးရင်ထဲကနေစုပ်ပြတ်တက်အောင်နာကျင်စေတဲ့အဲ့ဒီနေရာကနေထွက်ပြေးခဲ့လိုက်တယ်ဒါပေမဲ့တခြားနေရာတစ်ခုမှာတက်စီပေါ်ကဆင်းလိုက်တဲ့ခဏမှာပဲရုတ်တရက်အော်တန်တစ်ခုကြားလိုက်ရတယ်ဟိုမှာတေးချတယ်ဖမ်းကြကျွန်တော်မင်းသက်သွားခဲ့တယ်လူ30မကကျွန်တော်စီကိုတန်တန်မတ်မတ်ပြေးလာနေကြတယ်ကျွန်တော်စက္ကန့်မြမဖြုံပဲခီးဆောင်အိတ်ကိုဆွဲပြီးထွက်ပြေးခဲ့လိုက်တယ်ကုန်းစုံဆိုင်တစ်ခုထဲမှာပုံနေတော့ဆိုင်ဝင်နှန်းကကျွန်တော်ကိုစိုက်ကြည့်လာခဲ့တယ်ပြီးတော့သူမကရုတ်တရက်လက်ညှိုးထိုးပြီးအော်တော့တာပဲအိုမျိုးရှင်းကိုယ်တိုင်ဒီကိုရောက်လာတာပါလားကျွန်တော်နှလုံးသားရက်တက်မတက်ဖြစ်သွားခဲ့တယ်ချက်ချင်းပဲထိတ်လန့်တကြားလမ်းကြားတစ်ခုတည်းပြေးဝင်သွားပြီးဖုန်းကိုထုတ်ကာသတင်းတွေကိုစစ်ဆေးလိုက်တယ်အပ်ကိုဖွင့်လိုက်တဲ့ခဏမှာပဲမျက်လုံးတွေပြူးထွက်သွားခဲ့ရတယ် trend ဖြစ်နေတဲ့မျက်နှာပြင်ပေါ်မှာစုကြေးငွေအမြောက်များပေးမယ်ဆိုတဲ့ကြော်ညာကြီးပေါ်နေခဲ့တယ်မာယာကကျွန်တော်သတင်းအချက်လက်အတွက်ဒေါ်လာ30တန်းစုကြေးထုတ်ထားတာပါကျွန်တော်လုံးဝမိန်မောသွားခဲ့ရတယ်မာယာဘာဖြစ်သွားတာလဲလွန်ခဲ့တဲ့ဘဝတုန်းကသူမရဲ့အကြီးမားဆုံးနောင်တကကျွန်တော်ကိုယူခဲ့ရတာပါအခုကျွန်တော်ကသူမလိုချင်တဲ့လွတ်လပ်ခွင့်ကိုပေးနေတာတောင်ဘာလို့ကျွန်တော်နောက်ကိုထပ်လိုက်နေရတာလဲဂျာကင်ကော်လန်ကိုမျက်နှာတစ်ဝက်ကိုဖုံးနေကာမျက်မှန်ကိုတင်းတက်ပြီးလေစိတ်ဘက်ကိုညံစင်ထွက်လာခဲ့လိုက်တဲ့အဲ့ဒီအချိန်မှာပဲရင်းနှီးနေတဲ့အတန်တစ်ခုကကျွန်တော်ကြောရိုးတစ်လျှောက်စိတ်ခနဲ့အေးဆက်သွားစေခဲ့တယ်အဲ့ဒီအတန်ကိုကျွန်တော်ဘယ်တော့မှမှားနိုင်စရာမရှိပါဘူးလွန်ခဲ့တဲ့ဘဝတုန်းကရေတွက်လို့မရအောင်ကြားခဲ့ဘူးပေမဲ့နှွေးထွေးမှုအရေးရောင်များတော့မပါခဲ့ဘူးပါဘူးရှောင်းမင်းငါစီကနေဘလောက်ထိထွက်ပြေးနေအောင်မလဲတောက်ဖက်နှက်တန်တောက်ကကျွန်တော်နောက်ဘက်ကနေပိုနီးကပ်လာခဲ့တယ်သူမကျွန်တော်လက်မောင်းကိုကိုင်းတော့မဲ့ခဏမှာပဲတက်ဆီတစ်စီးကိုချက်ချင်းထားပြီးအထဲခုံဝင်လိုက်တယ်အခုချက်ချင်းမောင်းပါတက်ဆီကအရှိန်နဲ့ထွက်သွားခဲ့တယ်ကျွန်တော်နောက်ကိုခဏပြန်ကြည့်ပြီးဘယ်သူမှလိုက်မလာတာကိုတေချာအောင်လုပ်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲတက်ဆီက brake ကိုပြင်းပြင်းထန်ထန်ဆွဲလိုက်တယ်ကျွန်တော်ရှေ့ခုံနဲ့စောင့်မိသွားခဲ့တယ် driver ကထိတ်လန့်တကြားနဲ့ပြောတယ်ခီးတဲ့လမ်းကိုတယောက်ပိတ်ထားတယ်ဗျကျွန်တော်အရှိကိုချက်ချင်းကြည့်လိုက်တော့အသက်ရှူပင်ရက်သွားခဲ့ရတယ်အဲ့ဒီကားနံပါတ်ပြားကိုကျွန်တော်အရန်ရင်းနှီးနေတာပါဒါမာယာရဲ့စူပါကားပဲဒရိုင်ဘာရဲ့မျက်နှာကချက်ချင်းဖြောတော့သွားခဲ့တယ်ညီလေးမင်းဆင်းလိုက်တာပိုကောင်းလိမ့်မယ်ငါတော့ဒီပြဿနာထဲမပါချင်ဘူးစကားတခုမှမပြောဘဲတက်စီပေါ်ကခုံစင်းကအနီးနားကလူနေရက်ွက်ထဲစီတန်းပြေးခဲ့လိုက်တယ်အထက်ကနေရာကအရန်ကျင်းတာမှုစူပါကားမဝင်နိုင်ပါဘူးကျွန်တော်ထင်ထားသလိုပဲမာယာကအပြင်မှာကားရက်လိုက်ရတယ်သူမကားပေါ်ကဆင်းပြီးခြေလင်လိုက်လာခဲ့တယ်ကျွန်တော်စိတ်ထဲကနေတက်ပြင်းချလိုက်မိတယ်ထိတ်လန့်နေတယ်လို့ဟန်ဆောင်ရင်းမာယာမရိပ်မိအောင်စန့်ကျင်ဘက်ကိုပြေးလိုက်တယ်ပြီးမှသူမရဲ့စူပါကားစီကိုတိတ်တဆိတ်ပက်ပြန်လာခဲ့ပြီးတကားဖွင့်ကဒရိုင်ဘာခုံမှာဝင်ထိုင်လိုက်တယ်မထွက်ခွာမီစာတစောင်းခြံထားခဲ့လိုက်တယ်ဒါလေးခဏငါသုံးမယ်လေးစိတ်ရောက်တာနဲ့ပြန်ပို့ပေးပါမယ်နောက်တစ်စက္ကန့်မှာပဲလီဗာကိုနင်းချလိုက်တော့ကားကလေလိုပဲအရှိန်နဲ့ထွက်သွားခဲ့တယ်ဒီတစ်ချိန်တော့မာယာစီကနေနောက်ဆုံးတော့လွတ်ပြီလို့ထင်ခဲ့မိတာပါဒါပေမဲ့ရုတ်တရက်အင်ဂျင်တန်ပြင်းပြင်းကြီးတစ်ခုကကျွန်တော်ဘေးကနေဟိန်းထွက်လာခဲ့တယ်ကျွန်တော်အံ့ဩတုန်လှုပ်စွာကြည့်လိုက်တော့အသက်ရှူမသွားခဲ့ရတယ်မာယာဟာမော်တော်ဆိုင်ကယ်တစ်စီးကိုစီးပြီးကျွန်တော်စူပါကားနဲ့ရှင်းမောင်းလာတာပါကျွန်တော်နှစ်ဖူးမှာချွေးတွေချက်ချင်းတီးလာခဲ့တယ်သူမလုံးဝယူသွားပြီလားစူပါကားကိုမော်တော်ဆိုင်ကယ်နဲ့တကယ်ရှင်းပြိုင်ချင်နေတာလား
အုတ်ထုတ်ဆောင်ထားလျက်နဲ့သူမကကျွန်တော်ကိုရက်ဖို့တင်ကေတပြလိုက်တယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုလုပ်ရက်နိုင်မှလဲဒီဘဝမှာကျွန်တော်ဆုံးဖြတ်ပြီးပြီလေသူမနဲ့ဘာမှမပတ်သက်တော့ဘူးဆိုတာသူမကိုမိမလာစေဖို့လီဘာကိုအဆုံးထိနင်းချလိုက်ပြီးအဝေးမှာကြံခဲ့အောင်မောင်းလိုက်တယ်အဲ့ဒီလိုလုပ်ပြီးရင်တော့သူမထက်လိုက်လာခဲ့ရင်တေချာပေါက်တေမင်းကိုခေါ်နေတာပဲလို့ထင်မိတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအရေးမဲတစ်ခုကကျွန်တော်ဘေးကနေရုတ်တရက်ဖြတ်ကျော်သွားခဲ့တဲ့မျက်လုံးတွေထိတ်လန့်မှုနဲ့ပြူးကျဲသွားခဲ့ရတဲ့မော်တော်ဆိုင်ကယ်ကကျွန်တော်ကားကိုကျော်တက်သွားခဲ့ပြီးကျွမ်းကျင်မှုအပြည့်နဲ့ပဲမာယာကဆိုင်ကယ်ကိုကျွန်တော်ကားရှိတက်မှာရက်လိုက်တယ်တောက်ကျွန်တော်ခြေထောက်နဲ့ brake ကိုနင်းချလိုက်ရတယ်ကျွန်တော်ခေါင်းကလေအိတ် airbag နဲ့တိုက်ရိုက်သွားဆောင်မိတယ်နောက်တစ်စက္ကန့်မှာစူပါကားတကားပွင့်သွားပြီးမာယာဟာဘေးကခရီးတဲ့ခုံမှာအေးဆေးစွာဝင်ထိုင်လိုက်တဲ့သူမနှက်ခမ်းတောင်လေးတွေကခက်ဖြော့ဖြော့လောင်ပြုံးလေးအဖြစ်မြင့်တက်သွားခဲ့တဲ့ငါ့ကိုတိုက်မှာမဟုတ်ဘူးဆိုတာငါသိတယ်မောပန်းလာပြီဖြစ်လို့ခရီးတဲ့ခုံမှာမိချလိုက်ပြီးဒေါသတကြီးမေးလိုက်တယ်မင်းအခုဘာကိုလိုချင်နေတာလဲသူမကခေါင်းလေးဆောင်းပြီးပြုံးပြတယ်ဒါဆိုမင်းတကယ်ပဲငါစီကနေထွက်ပြေးနေတာပေါ့ငါ့ကိုထပ်တွေ့ရမှာကိုအဲ့ဒီလောက်တောင်ကြောက်နေတာလားသူမစကားကြောင့်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားခဲ့တယ်အဲ့ဒီနောက်အနေရများတဲ့အတွေးတစ်ခုကျွန်တော်ခေါင်းထဲဖြစ်ပြေးသွားခဲ့တယ်သူမလည်းပြန်လဲမွေးဖွားလာခဲ့တာများလားကျွန်တော်စိတ်မရှိစွာပဲပြောလိုက်တယ်ငါနောက်ကိုလိုက်နေရတာမင်းအတွက်တော့တော်တော်စိတ်ဝင်စားစရာကောင်းနေမှာပေါ့ဒါဟာလွန်ခဲ့တဲ့ဘဝတုန်းကသူမကျွန်တော်ကိုတုံးခဲ့တဲ့စကားလုံးအတိအကျပါပဲစက္ကန့်ပိုင်းမြသူမမျက်လုံးထဲမှာဝမ်းနည်းမှုတွေဖြစ်ပြေးသွားခဲ့ပေမဲ့ချက်ချင်းပဲပျောက်ကွယ်သွားခဲ့တယ်ရှောင်းငါကိုယုံမာမင်းငါကိုထပ်ပြီးချစ်မိသွားမှာကိုပဲကြောက်နေတာပါကျွန်တော်ခန္ဓာကိုချက်ချင်းတင်းမာသွားခဲ့တယ်ပောက်ကရတွေအဲ့ဒီနောက်သူမကအေးဆေးစွာမေးလိုက်တယ်ဒါဆိုရင်မင်းငါကိုဟောင်ကောင်အထိခေါ်သွားဖို့တတိရှိသေးရဲ့လားကျွန်တော်ချက်ချင်းပြန်ပြေးလိုက်တယ်ဘာလို့မရှိရမှာလဲသူမကကျွန်တော်ကိုဖြောတော့စွာပြုံးပြခဲ့တယ်ဘာကြောင့်မှမသိအဲ့ဒီအပြုံးကိုမြင်ရတာကျွန်တော်ရင်ထဲမှာစမ်းကြဲတဲ့နာကျင်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့တယ်သူမဟာကျွန်တော်အတွက်လည်းအဲ့ဒီလိုပြုံးပေးနိုင်မှာလားဒေါသထွက်ထွက်နဲ့ပဲမိချစ်ကိုထုတ်ပြီးသူမရှိမှတင်စစ်လိတ်တလိတ်ထုံးလိုက်တယ်သူမစက္ကန့်ပိုင်းမြမှင်သက်သွားခဲ့ပေမဲ့လွန်ခဲ့တဲ့ဘဝကလိုဆက်ဆုပ်ဆူအပ်နဲ့ယူပါယုံကိုတော့မပြခဲ့ပါဘူးနှစ်ပေါင်း30နှလုံးလုံးကျွန်တော်စစ်လိတ်ဖြစ်ခဲ့တာဟာသူမတယောက်တည်းကြောင့်ပါအခုတော့စစ်လိတ်ကိုဖြည်းဖြည်းချင်းဖွာလိုက်ရင်ဒါဆိုရင်လည်းလိုက်ချင်ရင်လိုက်ခဲ့တာပေမဲ့ငါ့ကိုဘာမှလာမရှုံနဲ့လို့ပြောလိုက်ပြီးစစ်လိတ်ငွေတွေကိုပုတ်ထုတ်လိုက်တယ်သူမကစစ်လိတ်ငွေကိုနည်းနည်းမှမကယူဆိုင်ပါဘူးအဲ့ဒီအစားကျွန်တော်စီရုတ်တရက်တိုးကပ်လာပြီးတူတူလေးပြောလိုက်တယ်ရှောင်းငါဟောင်ကောင်အကြောင်းကိုမင်းထက်ပိုသိပါတယ်ကျွန်တော်နှလုံးသားအနှဲငယ်တုံးလုံးသွားခဲ့တယ်လွန်ခဲ့တဲ့ဘဝတုန်းကဂျေဆန်ဟာဟောင်ကောင်မှာအလုပ်လုပ်ခဲ့တာပါအဲ့ဒီတုန်းကမာယာနဲ့အတူအဲ့ဒီကိုခီးသွားဖို့အကြံပြုခဲ့တုန်းကကျွန်တော်အရန်ကိုစိတ်လှုပ်ရှားခဲ့ပူတယ်သူမအတွက်မျက်နှာဖုံးစာမျက်နှာ30ပါတဲ့ခီးသွားလမ်းညွှန်ကိုတောင်တေချာပြင်ဆင်ခဲ့သေးတာဒါပေမဲ့သူမကတော့အေးဆက်ဆက်အတန်နဲ့ပဲပြန်ဖြေခဲ့တာပါပျော်ပျော်ပပသွားပါငါမှမင်းနဲ့အချိန်ဖြုံးဖို့အချိန်မရှိဘူးတဲ့ဒါပေမဲ့ဒီဘဝမှာတော့ဟောင်ကောင်ကိုရောက်တာနဲ့သူမဟာလုံးဝခြားနားနေခဲ့ပြီသူမဟာအရန်ကိုတက်ကြွလွန်းလို့ကျွန်တော်တော့မခံမရနိုင်ဖြစ်ခဲ့ရတယ်။အဲ့ဒီညမှာပဲသူမဘုတ်ကင်ပို့လုပ်ထားတဲ့ဟိုတယ်ကိုကျွန်တော်ကိုခေါ်သွားခဲ့တယ်။နေရန်ကပ်မှန်ပြတင်းပေါက်ကြီးတွေရှိမှရက်ပြီးဗစ်တိုရီယာစိတ်ကမ်းဗစ်တိုရီယာဟာဘိုဘက်ကိုကြည့်ရင်သူမကစိတ်လှုပ်ရှားစွာပြောလိုက်တယ်ဒီအချိန်မှာမီးရောင်တွေကအလှဆုံးပဲဒါပေမဲ့မင်းရဲ့ဘေးရုပ်တွင်ကိုပဲငါငေးကြည့်နေမိတယ်။နောက်တစ်နေ့မှာတော့သူမကျွန်တော်ကိုဒစ္စနီလန်ကိုခေါ်သွားခဲ့တယ်။အဝင်ဝါကနေအထွက်ထိတစ်နေ့လုံးလမ်းလျှောက်ခဲ့ကြတယ်။သူမလက်ထဲမှာဟာလာချိုမာ့ရှ်မော်လေးကိုကိုစီကင်ထားပြီးကျွန်တော်တို့ရိုက်ထားတဲ့တပ်ပုံတွေကိုပြုံးပြီးကြည့်နေခဲ့တယ်။ကြည့်ပါဦးဒါလေးချစ်စရာမကောင်းဘူးလားကျွန်တော်ကပြင်းပြင်းတွဲပြန်ဖြေလိုက်တယ်မင်းအရင်ဆုံးတေချာပြုံးပါဦးမဟုတ်ရင်ဓာတ်ပုံတွေကလှမှာမဟုတ်ဘူးပြီးတော့ငါ့ကိုအတင်းခေါ်ထုတ်လာတာလေကျွန်တော်စိတ်မဝင်စားကြောင်းလုံးဝပြသခဲ့ပေမဲ့သူမခဏမျှရက်သွားခဲ့တယ်ဒါပေမဲ့ပြုံးရောင်လေးကတော့သူမမျက်နှာပေါ်မှာရှိနေတော့မှာပဲအဲ့ဒီနောက်သူမကျွန်တော်ကိုဗစ်တိုရီယာတောင်ထိပ်ဗစ်တိုရီယာဖိတ်စီခေါ်သွားခဲ့ပြန်တယ်မြို့ရဲ့အမြင့်ဆုံးနေရာမှာရက်ပြီးမြို့ရဲ့ရှုခင်းတစ်ခုလုံးကိုကြည်ရင်သူမကစိတ်လှုပ်ရှားစွာပြောတယ်မင်းအရင်ကပြောခုတယ်မဟုတ်လားမင်းတောင်တက်ရတာကိုအကြိုက်ဆုံးပါဆိုကျွန်တော်ကရိုးရိုးရှင်းရှင်းပဲပြန်ဖြေလိုက်တယ်။သူမကကျွန်တော်ကိုဇဝေဇဝါနဲ့ကြည့်လိုက်တယ်။မင်းဒီကိုလာချင်ခဲ့တာငါမှတ်မိပါတယ်။လေတိုက်လို့ရှုပ်ပွားနေတဲ့စပင်တွေကိုစိတ်မပါပါနဲ့ကုတ်လိုက်မိတယ်။ဒီအချိန်မှာသူမရှိမှဘာပုံရိပ်မှထိမ့်သိမ်းထားဖို့မလိုတော့ပါဘူး။ငါမမှတ်မိတော့ဘူး။ဒါပေမဲ့ဖះเจ้า Temple Haven ကိုရောက်တဲ့အခါကျမှတခုကိုသဘောပေါက်လိုက်တယ်။သူမခေါ်သွားခဲ့တဲ့လမ်းကြောင်းဟာလွန်ခဲ့တဲ့ဘဝတုန်းကကျွန်တော်တေချာအစီအစဉ်ဆွဲခဲ့တဲ့လမ်းကြောင်းနဲ့စာရွက်ပေါ်ကအတိုင်းအတူတူပဲဖြစ်နေတာပါ။ခီးသွားလမ်းညွှန်တိုင်းမှာပဲအရာရာတိုင်းဟာထပ်တူနီးပါးတူညီနေခဲ့တယ်။တခုပဲလိုအပ်နေတာပါခီးသွားရခြင်းရဲ့အမှန်တကယ်စိတ်လှုပ်ရှားဖွယ်ရာဟာခီးစဉ်နေရာစီကလာတာမဟုတ်ပါဘူးဘေးနားမှာခီးတူလိုက်ပါပေးတဲ့သူစီကလာတာပါလွန်ခဲ့တဲ့ဘဝတုန်းကမာယာဟာကျွန်တော်ခံစားချက်တွေကိုဘယ်တော့မှမကယူဆိုင်ခဲ့ပါဘူးအခုတော့အခြေအနေတွေပြောင်းလဲသွားခဲ့ပြီးတစ်ချိန်ကကျွန်တော်ယူယူမူမူသွားချင်ခဲ့တဲ့နေရာတွေဟာအခုတော့ရွေလျားနေတဲ့တိမ်တိုက်တွေလိုပါပဲဖះเจ้าထဲမှာမာယာကအေးဆေးစွာအမွှေးတိုင်ထွန်းလိုက်ပြီးဗုဒ္ဓရုပ်ပွားတော်ရှိမှအယိုအသေးပေးကြော့ခဲ့တယ်ပြီးမှကျွန်တော်ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာပြီးမေးလိုက်တယ်ရှောင်းမင်းငါနဲ့အတူရှိနေရတာပြောရဲလားသူမမျက်လုံးတွေကရုပ်ပွားတော်ပေါ်မှာတီးရှိနေသေးပါပဲမျက်စွာဖះရှိမှလိမ့်လို့မရဘူးနော်စက္ကန့်မြပဲမဖြုံးပဲကျွန်တော်ပြန်ဖြေလိုက်တယ်မပြောဘူးသူမခဏမြတုံဆိုင်သွားခဲ့တယ်ပြီးမှတိုးတိုးလေးမေးလိုက်တယ်ငါနဲ့အတူခီးသွားနေတာတော့မင်းမပြောဘူးလား
သူမနှက်ခမ်းလေးတွေအနှဲငယ်စေးသွားပြီးအပြုံးရဲ့နောက်ွယ်မှာနာကျင်မှုအရေးအယောင်တစ်ခုစိမ့်ထွက်နေခဲ့တယ်။မင်းအရင်ကငါနဲ့အတူခီးသွားခြင်းလို့မဟုတ်ဘူးလား။ကျွန်တော်တိတ်ဆိတ်စွာပြန်ဖြေလိုက်တယ်ဟုတ်တယ်ဒါပေမဲ့အခုတော့နောက်ကျသွားပြီ။စစ်လိမ်ငွေနှံကလေတူထဲမှာလွင့်ပြတ်နေခဲ့တယ်သူမအတန်ကတိုးညင်းလွန်းလာပြီးမတက်တာတဲ့ပုံစံပါပဲ။အင်းပါငါသဘောပေါက်ပါပြီ။ဒါပေမဲ့အဲ့ဒီနောက်မှာသူမရုတ်တရက်ရက်လိုက်ပြီးခိုင်မာတဲ့အတန်နဲ့ပြောလိုက်တယ်ဒါပေမဲ့ငါလက်ရှုံမှာမဟုတ်ဘူး။ရုပ်ပွားတော်ရှိမှရက်နေလျက်နဲ့သူမရဲ့မျက်လုံးတွေဟာကျွန်တော်မျက်လုံးတွေစီအတဲစိုက်ကြည့်လာခဲ့တယ်ငါလိမ်နေတာမဟုတ်ဘူးကျွန်တော်မျက်လုံးတွေကိုငုံချလိုက်တယ်သူမရဲ့ကြည်လင်တောက်ပနေတဲ့မျက်လုံးတွေဟာကျွန်တော်မြင်ကွင်းနဲ့ပြည့်နှက်သွားခဲ့တယ်ခဏမျှကျွန်တော်သူမကိုပထမဆုံးစတွေ့ခဲ့တဲ့နေ့စီပြန်ရောက်သွားတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီနှလုံးခုန်တန်အဲ့ဒီတုံလုံးမှုကျွန်တော်ကိုဘဝတစ်ခုလုံးသူမကိုချစ်သွားအောင်ဖိအားပေးခဲ့တဲ့အဲ့ဒီခံစားချက်မျိုးပါပဲဒါပေမဲ့အဲ့ဒါတွေအကုန်လုံးဟာအတိတ်မှာကြံရစ်ခဲ့ပါပြီဘာမှမသက်ဆိုင်တော့ပါဘူးမင်းကြိုက်တာလုပ်ပါငါမင်းနဲ့အတူရှိမနေတော့ဘူးမင်းနောက်တရားတဲ့နေကြရင်မင်းဘာသာမင်းထွက်သွားလို့ရတယ်အဲ့ဒါကိုပြောပြီးတာနဲ့ကျွန်တော်ပြက်ပြက်တသားလှည့်ထွက်လာခဲ့လိုက်တယ်6ဒါပေမဲ့မာယာဟာကျွန်တော်ထင်ထားတာထက်ပင်ပုံမမြန်ဆန်စွာပျောက်ကွယ်သွားခဲ့တယ်နောက်တစ်နေ့မှာပဲသူမဟာဘာစကားမှမပြောဘဲထွက်သွားခဲ့ပြီးကျွန်တော်ဖုန်းတွေကိုလည်းမကင်တလို့စားတွေကိုလည်းပြန်မဖြေတော့ပါဘူးကျွန်တော်သူမကိုလှုပ်ပေးခဲ့ပြီးဖြစ်ပေမဲ့လူမနောအရေးသွေးရသူမကိုစတင်ရှာဖွေမိခဲ့တဲ့မျက်နှာပြင်ပေါ်မှာမဖက်ရသေးတဲ့ချက်တင်မှတ်တမ်းကိုစိုက်ကြည့်ရင်ရင်ထဲမှာစိုးရိမ်စိတ်လေးတစ်ခုစတင်ကြီးထွားလာခဲ့တယ်ရက်အနှဲငယ်ကြာပြီးတဲ့နောက်ကျွန်တော်စီးပွားရေးလုပ်ငန်းတွေပြီးစီးသွားခဲ့ပေမဲ့မာယာရဲ့တဲလွန်စာလုံးဝမရှိသေးပါဘူးအဲ့ဒီအချိန်ကြာမှသူမတစ်ခုခုဖြစ်သွားပြီလားလို့အမှန်တကယ်တွေးမိတော့တာပါကျွန်တော်ပိုပြီးပူပန်လာခဲ့တယ်အဲ့ဒီနောက်ပြည်တွင်းကနေမာယာဘေးကင်းကင်းနဲ့ပြန်ရောက်လာပြီဆိုတဲ့သတင်းရောက်လာခဲ့တယ်ကျွန်တော်တပြင်းချနိုင်ခဲ့လိုက်တယ်သူမဘေးကင်းရင်အဆင်ပြေပါပြီဒါပေမဲ့လေရင်ပေါ်ကဆင်းပြီးအိမ်ပြန်တဲ့လမ်းမှာပန်းချံတစ်ခုအနီးရောက်တော့ရင်းနှီးနေတဲ့လူယုံနှစ်ခုကကျွန်တော်ခြေလမ်းတွေကိုတားဆီးလိုက်တယ်လို့ဖြစ်သွားခဲ့တယ်မာယာနဲ့ဂျေဆန်သူတို့နှစ်ယောက်စလုံးကိုကျွန်တော်ဘယ်တော့မှမှားစရာမရှိပါဘူးမာယာစပင်တွေကိုလေပြေလေးကဖြတ်တန်းတိုက်ခတ်သွားခဲ့တယ်အဲ့ဒီနောက်ဂျေဆန်ကတိုးတိုးလေးပြောလိုက်တာကိုကြားလိုက်ရတယ်သူမင်းကိုမလိုချင်တော့ဘူးလေငါစီပြန်လာခဲ့ပါအတချောင်းနဲ့ထိုးလိုက်တယ်လို့ရင်ဘတ်ထဲကစူးခနဲ့နာကျင်သွားခဲ့တယ်ဟုတ်ပါတယ်ကျွန်တော်မာယာနဲ့လမ်းခွဲဖို့ဆုံးဖြတ်ပြီးသားပါဒါပေမဲ့သူမဘာရှင်းပြချက်မှမပေးဘဲပျောက်ကွယ်သွားခဲ့တော့ကကျွန်တော်သူမအတွက်စိုးရိမ်ပေးခဲ့တာပါသူမတာအခက်ခဲချို့နဲ့ရင်ဆိုင်ခဲ့ရလို့စုတ်ခွာသွားခဲ့ပြီးကျွန်တော်စီကနေတိတ်တဆိတ်ဝေးဝေးနေဖို့ရွေးချယ်ခဲ့တာဆိုရင်အဲ့ဒီလောက်နာကျင်ရမှာမဟုတ်ပါဘူးဒါပေမဲ့အခုတော့သူမဟာဘာမှမပြောဘဲဂျေဆန်စီတန်းပြန်သွားခဲ့ပြီးကျွန်တော်ရှိမှဒီလိုအချစ်ဆက်လန်းပြနေခဲ့တာပါကျွန်တော်လက်မခံနိုင်ခဲ့ဘူးသူတို့နှစ်ယောက်ကိုကြည့်နေရတာကလွန်ခဲ့တဲ့ဘဝကအရှက်ရမှုအရာရာတိုင်းကိုပြန်လည်နိုးထစေခဲ့တယ်ကျွန်တော်လုံသားဟာဆက်ဆုပ်မှုနဲ့မောပတ်မှုတွေနဲ့ပြည့်နှက်သွားခဲ့တယ်တော်ပြီဒီနေ့ပြီးရင်ငါ့ကိုထပ်မဆက်သွယ်နဲ့တော့မင်းရဲ့အချစ်စစ်ကဂျေဆန်ပဲဟာကိုကျွန်တော်သူတို့နှစ်ယောက်ကိုမနှောက်ယှက်ခဲ့ပါဘူးလှည့်ပြီးထွက်လာခဲ့ရုံပါပဲအိမ်ပြန်ရောက်ပြီးတဲ့နောက်မာယာနဲ့ပတ်သက်တဲ့အဆက်အသွယ်အားလုံးကိုဘလောက်ဘွားလိုက်တယ်သူမရဲ့တပ်ပုံတွေကျွန်တော်တို့ရဲ့ချက်တင်တွေနဲ့သူမပေးခဲ့မှုတဲ့လက်ဆောင်ရာရာတိုင်းကိုဖျက်ဆီးပစ်လိုက်တယ်သူမခြံထားခဲ့တဲ့တဲလွန်စာအရာရာတိုင်းကိုချစ်ဖြတ်ပစ်ခဲ့တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်အတိတ်ကိုနောက်ဆုံးတော့အပြီးတိုင်နှုတ်ဆက်တော့မယ်ဟောင်ကောင်မှာလုပ်ခဲ့တဲ့စီးပွားရေးကအဆင်ပြေသွားခဲ့ပြီးအနာဂတ်မှာတည်ငြိမ်တဲ့အကျိုးအမြတ်တွေဆက်လက်ထွက်ပေါ်နေမှာပါအရာရာကိုဆောင်ရွက်ပြီးတဲ့နောက်တယောက်တည်းခရီးသွားဖို့စတင်စီစဉ်ဆွဲခဲ့တဲ့လွန်ခဲ့တဲ့ဘဝတုန်းကဟောင်ကောင်ကိုရွေးချယ်ခဲ့တာဟာမာယာအဲ့ဒီနေရာကိုကြိုက်လို့ပါပဲဒါပေမဲ့ကျွန်တော်အမှန်တကယ်သွားချင်ခဲ့တဲ့နေရာကတော့တခြားနေရာတစ်ခုပါအခုတော့ကျွန်တော်နဲ့အတူခရီးသွားမဲ့သူမရှိတော့တာမို့ကျွန်တော်အမြဲတမ်းအိမ်မက်မက်ခဲ့ဘူးတဲ့မြစ်ချောင်းတွေနဲ့တောင်တန်းတွေကိုသွားကြည့်ချင်ခဲ့တယ်ဒါပေမဲ့ထွက်ခွာရမယ့်နေ့မှာပဲမာယာကကျွန်တော်အိမ်တကားဝါစီထပ်မံရောက်ရှိလာခဲ့ပြန်တယ်စိတ်ပြက်လက်ပြက်နဲ့ပဲမေးလိုက်တယ်မင်းရဲ့ဒီပြဇက်ကရောဘယ်တော့မှပြီးတော့မှမဟုတ်ဘူးလားမာယာကလက်နှစ်ဖက်ကိုနောက်မှဖြစ်ပြီးကျွန်တော်ဘက်ကိုအနှဲငယ်ကိုင်းကပြုံးပြလိုက်တယ်ဒီနေ့ငါမွေးနေ့လေးမင်းမေ့သွားတာလားကျွန်တော်နဖူးကိုလက်နဲ့ဖိလိုက်တယ်ဂျေဆန်နဲ့အတူပွဲခံလိုက်ပါလို့ငါစီလာတာလဲသူမကတိုက်ရိုက်ပြန်ဖြေတယ်ဘာလို့လဲဆိုတော့မင်းကငါလင်ယောက်ျားဖြစ်နေလို့ပဲခန္ဓာကိုယ်တစ်ခုလုံးကြက်သီးတွေဖြန်းကနေထသွားခဲ့ရတယ်ငါမဟုတ်ဘူးပြီးတော့ငါကမင်းနဲ့ဘာမှမသက်ဆိုင်တော့ဘူးငါ့ကိုထပ်မနှောက်ယှက်ပါနဲ့တော့ကျွန်တော်ခီးဆောင်အိတ်ကိုကင်ပြီးထွက်သွားဖို့ပြင်လိုက်ပေမဲ့သူမကချက်ချင်းပဲကျွန်တော်လက်မောင်းကိုလာကင်လိုက်တယ်ရှောင်းမင်းရဲ့ပြဇက်ကရောအခုထိမပြီးသေးဘူးလားကျွန်တော်ချက်ချင်းလှည့်လာပြီးသူမလက်ကိုပုတ်ထုတ်လိုက်တယ်ငါမင်းကိုဘယ်နှခါပြောရအောင်မလဲငါကမင်းနဲ့ဘာမှမသက်ဆိုင်တော့ဘူးလို့လွတ်လပ်ခွင့်လိုချင်ခဲ့တာမင်းမလားငါပေးခဲ့တာပဲမဟုတ်ဘူးလားဒါဆိုဘာလို့ငါနောက်ကိုလိုက်နေရသေးတာလဲဂျေဆန်ကမင်းလိုချင်တာအရာရာကိုမပေးခဲ့ဘူးလားကျွန်တော်အတန်ကကျဲလောင်သွားခဲ့တာမို့အဖေပါအပြင်ကိုထွက်လာခဲ့တယ်မာယာမျက်လုံးတွေကအနှဲငယ်နီးရဲသွားခဲ့တယ်ဘာမှမစင်စားပဲအဖေကကျွန်တော်ကိုလက်သီးနဲ့ထိုးလိုက်တယ်မယုံမာနဲ့ကောင်းဆိုးမာယာကိုဒီလိုစကားမျိုးဘယ်လိုပြောရဲတာလဲမိသားစုနှစ်ခုလုံးကမျိုးဆက်ပေါင်းများစွာယဉ်နီးခဲ့ကြတာပါအဖေကမာယာကိုတမီးရင်းလိုစောင့်ရှောက်ခဲ့တာအဖေလက်သီးကိုရှောင်ရင်းကျွန်တော်ပြောလိုက်တယ်ငါဘာမှအမှားမလုပ်ခဲ့ဘူးသူမကပဲငါ့ကိုမလုပ်ပေးတာအဖေရက်လိုက်တော့ရက်လိုက်ပါဦးလေးမာယာကအဖေလက်သီးကိုရုတ်တရက်လာဆွဲလိုက်တယ်ပြီးမှသူမကကျွန်တော်ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာခဲ့တယ်ရှောင်းဒါငါမင်းနောက်ကိုလိုက်တာနောက်ဆုံးအချိန်မှာပဲငါ့ကိုမင်းနဲ့အတူရှိခွင့်ပေးပါဒီနေ့ညမွေးနေ့ပြီးတာနဲ့ငါမင်းကိုဘယ်တော့မှထပ်မနှောက်ယှက်တော့ပါဘူးလို့တစ္ဆာပြုပါတယ်
မောပန်းလွန်းလို့နဖူးကိုပို့လိုက်မိတယ်တကယ်လားသူမကညာလက်ကိုချက်ချင်းမြောက်လိုက်တယ်မိသားစုနာမည်နဲ့တစ္ဆာပြုပါတယ်ငါအတီးပြောတာပါကျွန်တော်စက္ကန့်ပိုင်းများတိတ်ဆိတ်နေခဲ့ပြီးမှနောက်ဆုံးတော့အလျှော့ပေးလိုက်ရတယ်ကောင်းပြီဒါပေမဲ့ဒီနေ့ပြီးရင်ငါနောက်ကိုဘယ်တော့မှမလိုက်လာနဲ့တော့သူမမျက်လုံးတွေချက်ချင်းလင်းလက်သွားခဲ့တယ်နောက်တစ်စက္ကန့်မှပဲသူမဟာကျွန်တော်စီတန်တန်မမတ်လာပြီးလက်နဲ့ဖက်နဲ့ကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအတောင့်တဖြစ်သွားခဲ့ရတယ်ဘယ်မိန်းကလေးမဆိုဒီလိုမျိုးမျက်မျက်နှိုးနှိုးဖတ်တာမျိုးကအလွန်ပင်ရှားပါလာပါတယ်ဒါပေမဲ့ဒီမိန်းကလေးကမာယာဖြစ်နေတာပါဟုတ်ပါတယ်ကျွန်တော်သူမကိုအကြီးအကျယ်မကြေမနက်ဖြစ်နေတော့မှာပဲဒါပေမဲ့ဒါဟာကျွန်တော်တို့မခွဲခင်နောက်ဆုံးအကြိမ်ဖြစ်ရမှာဖြစ်တယ်လို့သူမရဲ့မွေးနေ့လည်းဖြစ်နေတာပါကျွန်တော်သူမကိုလုံးဝလစ်လျူရှုထားလို့ရပေမဲ့အဲ့ဒီလောက်အထိတော့မရက်ဆက်ချင်ခဲ့ပါဘူးကျွန်တော်တို့လမ်းဘေးဈေးဆိုင်လေးတွေဘေးကနေဖျက်လျှောက်သွားတော့ကျွန်တော်ကအရာဝတ္ထုလေးတွေကိုပေါ့ပေါ့ပပလက်ညှိုးထိုးပြီးမေးလိုက်တယ်ဒါလေးကြိုက်လားငါဝယ်ပေးမယ်သူမတကယ်သဘောတူလိမ့်မယ်လို့လုံးဝမထင်ခဲ့ပါဘူးဒီလိုစေတနာနဲ့ပစ္စည်းလေးတွေဟာအရင်ကသူမအတွက်ဘာမှမဟုတ်ခဲ့ပါဘူးကျွန်တော်ကယဉ်ကျေးမှုအရာပြောလိုက်တာပါဒါပေမဲ့သူမကပြုံးပြီးခေါင်းငိမ့်ပြခဲ့တယ်ကျွန်တော်တကယ်ပဲမင်းတက်သွားခဲ့ရတယ်မင်းအဲ့ဒီလိုပစ္စည်းတွေကိုတကယ်ကြိုက်တာလားသူမရဲ့တောက်ပတဲ့မျက်လုံးလေးတွေကကျွန်တော်စီရုတ်တရက်မြောက်တက်လာခဲ့တယ်မင်းဝယ်ပေးတာမှန်သမျှငါအကုန်ကြိုက်တယ်စက္ကန့်ပိုင်းများကျွန်တော်ရှိမှရက်နေတဲ့မာယာဟာတခြားတယောက်နဲ့အစားထိုးခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ပတိနီလေးတကုံးကိုကောက်ကင်လိုက်ပြီးသူမလက်ကောက်ဝင်မှခြိပေးလိုက်တယ်သူမကပတိစစ်နီလေးတွေကိုပြရင်ကျွန်တော်မျက်နှာရှိမှလက်ကိုမြောက်ပြလိုက်တယ်ဒါဘာကိုဆိုလိုတာလဲမင်းတီလားကျွန်တော်ကပေါ့ပေါ့ပပပဲပြန်ဖြေလိုက်တယ်မသိဘူးငတုံးမရဲ့သူမကလက်ညှိုးလေးနဲ့ကျွန်တော်နှဖူးကိုခက်တတာလာထိုးလိုက်တယ်မကြဘူးလားပတိစစ်နီလေးတွေရဲ့အတိတ်တွေကငါမင်းကိုရိုးတွင်းချင်စီအထိလွမ်းဆွနေတယ်တဲ့ကျွန်တော်တောင်းတင်သွားခဲ့ရတယ်မာယာရဲ့ဒီလိုကတ်တွေတက်ပြီးအချစ်ပိုတက်တဲ့ဘက်ကိုကျွန်တော်လုံးဝမထိန်ချုံနိုင်ခဲ့ပါဘူးအေးဆက်ဆက်ပဲပြောလိုက်တယ်အဲ့ဒီစကားကိုဂျေဆန်စီသွားပြောလိုက်ပါတခြားတယောက်စီမျှဝေခဲ့ပြီးသားအချစ်ဆိုင်ရာဖွင့်ဟချက်ကိုငါလက်မခံနိုင်ဘူးသူမကတော့ကျွန်တော်စကားတွေကြောင့်နာကျင်မသွားတဲ့အတိုင်းပြုံးမြဲပြုံးနေခဲ့တယ်ဒါပေမဲ့ဒီလိုတံမိုးနဲ့ပတိနီလေးကိုတံမိုးထားမျက်နှိုးနေတဲ့သူမကိုမြင်ရတာကကျွန်တော်ကိုစမ်းကြဲတဲ့မတက်မတာခံစားချက်တစ်ခုပေးဆွဲနေခဲ့တယ်ကျွန်တော်အကြောင်းအရာပြောင်းလိုက်တယ်လာပါဈေးဝယ်ရအောင်ဒီနေ့ကုန်ကြစည်အကုန်လုံးကိုငါရှင်းပေးမယ်သူမမျက်လုံးတွေချက်ချင်းလင်းလက်သွားခဲ့တယ်ဒါဆိုဒါကမင်းစီကရတဲ့ငါရဲ့မွေးနေ့လက်ဆောင်ပေါ့ညစာတောင်မစားရသေးလို့လားမသိဘာပြောရမှန်းမသိတော့ပါဘူးသူမကခတ်တိုးတိုးလောင်ရဲလိုက်ပြီးကျွန်တော်လက်မောင်းကိုတွဲလိုက်တယ်မင်းကအတွက်အများကြီးစူးစမ်းပေးစရာမလိုပါဘူးငါအကုန်ပြင်ဆင်ပြီးသားပါသူမဘာကိုဆိုလိုမန်းကျွန်တော်မဘောပေါက်ခဲ့ပါဘူးဒါပေမဲ့နောက်တစ်ခဏမှဟိုတယ်ခန်းတကားပွင့်သွားတဲ့အခါကျွန်တော်လုံးဝမိန်မောသွားခဲ့ရတယ်မွေးနေ့ကိတ်အကြီးကြီးတွေနဲ့လက်ဆောင်ပုံကြီးတွေဟာအခန်းတစ်ခုလုံးပြည့်နေနေခဲ့တာပါကျွန်တော်အံ့ဩတုန်လှုပ်စွာမေးလိုက်တယ်ဒါတွေအကုန်လုံးကတခြားလူတွေစီကရတဲ့လက်ဆောင်တွေလားသူမကခေါင်းကိုခတ်တာရမ်းပြလိုက်တယ်ဟန်မဟုတ်ဘူးငါမင်းအတွက်ပြင်ဆင်ထားတာဇဝေဇဝါနဲ့ပဲကိုလက်ညှိုးထိုးလိုက်တယ်ငါအတွက်ဒါပေမဲ့ဒီနေ့ကမင်းမွေးနေ့လေငါမွေးနေ့မှမဟုတ်တာမာယာကမျက်လုံးလေးတွေကွေးသွားတဲ့အထိတောက်ပစွာပြုံးလိုက်တယ်ဟုတ်တယ်ဒီနေ့ကငါမွေးနေ့ပါဒါပေမဲ့ငါဒါကိုမင်းအတွက်ကျင်းပပေးတာသူမကကျွန်တော်ကိုလက်ဆောင်တွေစီခေါ်သွားပြီးပြပေးခဲ့တယ်ပုံတပုံစီမှာအသက်အရွယ်တွေရေးထားခဲ့တယ်2နှစ်3နှစ်4နှစ်အသက်32နှစ်အထိပါပဲကျွန်တော်လေချောင်းတွေရုတ်တရက်6ကတ်သွားခဲ့ရတယ်မာယာနဲ့ကျွန်တော်ဟာအသက်22နှစ်မှာမင်္ဂလာဆောင်ခဲ့ကြတာပါ10နှစ်အကြာမှာတော့သူမเจ้าနဲ့ပဲကျွန်တော်တည်ဆုံခဲ့ရတယ်လွန်ခဲ့တဲ့ဘဝတုန်းကကျွန်တော်ဟာ10နှလုံးလုံးသူမရဲ့မွေးနေ့တိုင်းကိုကျင်းပပေးခဲ့ပူတာပါဒါပေမဲ့သူမကတော့ကျွန်တော်မွေးနေ့ကိုတော့မမှတ်မိခဲ့တယ်လို့လက်ဆောင်တစ်ခုမှလည်းမပြင်ဆင်ပေးခဲ့ဘူးပါဘူးအခုတော့သူမဟာလွန်ခဲ့တဲ့ဘဝကသူမလွဲချော်ခဲ့တဲ့ကျွန်တော်ရဲ့မွေးနေ့တိုင်းကိုတပြိုင်နက်တည်းပြန်လဲဖက်ဆယ်ဖို့ကြိုးစားနေခဲ့တာပါကျွန်တော်ဖြည်းဖြည်းချင်းမေးလိုက်တယ်ဒါမင်းမွေးနေ့လေးဘာလို့တခြားတယောက်အတွက်ပွဲခံပေးနေတာလဲသူမကခေါင်းလေးဆောင်ပြီးကျွန်တော်ကိုကြည့်လိုက်တယ်ဘယ်သူမှမဆိုဒီလိုလုပ်ပေးရင်ရင်ခုန်သွားမှာပဲမင်းတယောက်တည်းမဟုတ်ပါဘူးကျွန်တော်အေးဆက်ဆက်ပဲပြန်ဖြေလိုက်တယ်ကျွန်တော်သဘောထားကိုရှင်းရှင်းလင်းလင်းသိစေခဲ့တယ်သူမဘာလို့ကျွန်တော်နှလုံးသားကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူးသူမကမျက်လုံးတွေကိုငုံချလိုက်တယ်ငါသိပါတယ်မင်းငါ့ကိုချက်ချင်းလက်ခံလိမ့်မယ်လို့ငါဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးသူမအတန်ထဲကဧကစားကြေကွဲမှုကိုကြားလိုက်ရတော့မွေးနေ့မှာသူမကိုလုံးဝမနာကျင်စေချင်တော့ပါဘူးဒါကြောင့်နောက်ဆုံးမှမေးလိုက်တယ်မင်းနောက်ထပ်ဘာကိုလိုချင်သေးလဲသူမဟာအဲ့ဒီမိကုန်းကိုပဲစောင့်နေခဲ့တယ်လို့ပါပဲချက်ချင်းပဲပြန်ဖြေလိုက်တယ်ငါနဲ့အတူဗုဒ္ဓဖရာကျောင်းကိုလိုက်ခဲ့ပါခုနှစ်ကျွန်တော်တို့ဖရာကျောင်းကိုအတူတူသွားခဲ့ကြတယ်ရောက်တာနဲ့သူမကလက်စွပ်တကွင်းကိုရုတ်တရက်ထုတ်ယူလိုက်တယ်အဲ့ဒီဒီဇိုင်းဟာလွန်ခဲ့တဲ့ဘဝတုန်းကကျွန်တော်တို့ဝတ်ဆင်ခဲ့ကြတဲ့မင်္ဂလာလက်စွပ်နဲ့အတူတူပါပဲရှောင်းငါမှနောက်ထပ်ဆူတောင်းတစ်ခုရှိသေးတယ်မင်းဒီလက်စွပ်ကိုငါလက်ချောင်းမှာစွပ်ပေးမလားကျွန်တော်ချက်ချင်းမျက်မှောင်ကျုပ်လိုက်တယ်မင်းကငါ့ကိုမင်းစီစိတ်ဆက်ခွင့်တောင်းစေချင်တာလားသူမကဘက်ခနဲရေမောလိုက်တယ်ဒါဆိုမင်းအသင့်ဖြစ်ပြီလားမြတ်စွာဘုရားရှိမှလိမ့်လို့မရဘူးကျွန်တော်တိုက်ရိုက်ပဲခေါင်းရမ်းလိုက်တယ်မဖြစ်ဘူးဒါပေမဲ့သူမကတော့ပြုံးမြဲပြုံးနေသေးပါပဲတပြင်းခက်ဖြောဖြောချရင်သူမကပြောလိုက်တယ်မင်းအဲ့ဒီလိုပြန်ဖြေမယ်ဆိုတာငါသိပြီးသားပါစိတ်လျှော့ပါဒါကဘာအထူးအတိတ်ပဲမှမရှိပါဘူးမင်းကလက်ချောင်းမှာလက်ဆွတ်ဆွတ်ပေးတာကိုပဲငါလိုချင်တာပါသူမကရုပ်ပွားတော်ဘက်ကိုကြည့်ပြီးတိုးတိုးလေးပြောလိုက်တယ်တကောင်ရန်ကြော်တာနဲ့ငါမင်းကိုတကယ်မနှောက်ယှက်တော့ပါဘူးလို့မြတ်စွာဘုရားရှိမှတစ္ဆာပြုပါတယ်
ကျွန်တော်တက်ပြင်းအေးကြီးတစ်ခုကိုမှုတ်ထုတ်လိုက်ပြီးနောက်ဆုံးမှာလက်စွပ်ကိုသူ့မလက်ချောင်းနဲ့စွပ်ပေးလိုက်တယ်သူမကအဲ့ဒီလက်စွပ်ကိုတိတ်ဆိတ်စွာစိုက်ကြည့်နေပြီးမှခေါင်းလေးကိုကျွန်တော်ပခုံးပေါ်ဖြည်းဖြည်းချင်းမိချလိုက်တယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးချက်ချင်းတောင့်တင်းသွားခဲ့ရတယ်နောက်ဆုံးအချိန်ထိသူမကိုတွန်းထုတ်ပြမယ်လို့ထင်ခဲ့ပေမဲ့ဘာကြောင့်မှမသိကျွန်တော်လုံးဝမလှုပ်ရှားနိုင်ခဲ့ပါဘူးအဲ့ဒီနောက်သူမရဲ့အနေငယ်တုံရင်နေတဲ့အတန်းကကျွန်တော်နားထဲရောက်လာခဲ့တယ်ရှောင်းငါမင်းကိုချစ်တယ်ကျွန်တော်လုံးဝမိန်မောသွားခဲ့ရတယ်မြတ်စွာဘုရားရှိမှလိမ်လို့မရဘူးလေအဲ့ဒါကြောင့်လဲမင်းကိုအမှန်တိုင်းပြောပြဖို့ငါဒီကိုလာခဲ့တာမင်းယူသွားပြီလားကျွန်တော်မျက်မှောင်ကျုပ်ရင်သူ့မစကားကိုဖျက်လိုက်တယ်မင်းအရင်ကငါ့ကိုနည်းနည်းမှမကြိုက်ခဲ့ပါဘူးသူမကခတ်တိုးတိုးလောင်ရင်လိုက်တယ်ဒါပေမဲ့ကြောက်တုံးတုံးကိုတော့30နှလုံးလုံးနှွေးထွေးအောင်လုပ်ပေးရင်အချိန်တန်ရင်အည်ပျော်သွားမှာပဲလေတော်တော့လွန်ခဲ့တဲ့ဘဝကတတိယဆရာတွေဟာကျွန်တော်ကောင်းနဲ့ဖြစ်ပြေးသွားခဲ့တယ်နောက်ထပ်ဘာမှမကြားချင်တော့ပါဘူးသူမဟာတခြားလူတွေရဲ့ခံစားချက်တွေကိုစော့ကစားတတ်တဲ့သူမျိုးလိုပဲကျွန်တော်အမြဲတမ်းယုံကြည်ခဲ့တာပါဒါပေမဲ့မာယာကတိတ်ဆိတ်စွာပြောလိုက်တယ်ငါမင်းကိုလိမ်နေတာမဟုတ်ပါဘူးရှောင်းသူမခေါင်းကိုကျွန်တော်ပခုံးမှာမိထားလျက်နဲ့တောင်အောက်ကမြို့ရဲ့မီးရောင်တွေကိုမုန်းကြည့်လိုက်တယ်မင်းငါကိုမုန်းနေဆိုတာငါသိပါတယ်မင်းငါကိုခွင့်လွှတ်ဖို့လဲငါမတောင်းဆိုပါဘူးငါရဲ့အကြီးမားဆုံးမွေးနေ့ဆုတောင်းကတော့မင်းရဲ့တစ်သက်လုံးမှာပျော်ရွှင်သွားဖို့ပါပဲဘာလို့မာယာကဒီနေ့အဲ့ဒီလောက်ထူးဆန်းနေရတာလဲရုတ်တရက်နှွေးထွေးတဲ့အရာတစ်ခုကကျွန်တော်လက်ခုံပေါ်ကိုပူခနဲ့ကျဆင်းလာခဲ့တယ်ကျွန်တော်အသက်ရှူမှုတွေရပ်တန့်သွားခဲ့ရတယ်သွေးမာယာကျွန်တော်သူမကိုရင်ခွင်ထဲချက်ချင်းပွေ့ဖက်လိုက်တဲ့သွေးတွေဟာသူမရဲ့နှကန်းထောင်းကနေစီးကျလာနေခဲ့ပြီးဆေးရုံသွားကြမယ်ကျွန်တော်သူမကိုပွေ့ချီပြီးပြေးတော့မဲ့ခဏမှာပဲသူမကကျွန်တော်လက်ကိုအားနှဲစွာလာဆွဲလိုက်တယ်ဟင့်အင်းနောက်ကျသွားပြီအဲ့ဒီအချိန်မှာပဲဖះเจ้าရဲ့တကောင်ရံခေါင်းဆောင်တန်ကြီးထွက်ပေါ်လာခဲ့တယ်ဒေါင်းဒေါင်းဒေါင်းကျွန်တော်အသက်ရှူတန်တွေတုံရင်လာခဲ့ရတယ်တကောင်ရံဒါဘာအထိပ်ပဲလဲသူမကကျွန်တော်ကိုအားနှဲတဲ့အပြုံးလေးနဲ့ကြည့်လိုက်တယ်လွန်ခဲ့တဲ့ဘဝတုန်းကငါကြာလာပြီးတေဆုံးခဲ့ရမှာငါမင်းရဲ့အသက်ကိုအတင်းအကျပ်တောင်းဆိုခဲ့မိတာကျွန်တော်နှလုံးသားဟာပြင်းထန်စွာတုန်လှုပ်သွားခဲ့တယ်မင်းဘာပေါက်ကရတွေပြောနေတာလဲမာယာရဲ့တွေးပေကျန်နေတဲ့နှက်ခမ်းလေးတွေဟာဖြော့တော့တဲ့အပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားခဲ့တယ်သူမကလက်ဆွတ်ဆွတ်ထားတဲ့လက်ချောင်းလေးကိုကျွန်တော်ဘက်မြှောက်ပြလိုက်တယ်ငါလက်ချောင်းမှာလက်ဆွတ်ဆွတ်ပေးခဲ့လို့ကျေးဇူးပါပဲသူမအတန်ကပုံမအားနေသွားခဲ့တယ်ငါမင်းကိုချစ်တယ်ငါမင်းကိုအယမ်းချစ်တယ်နောက်တစ်စက္ကန့်မှာပဲသူမလက်လေးဟာကျွန်တော်လက်ဖွားရဲစီဖြည်းဖြည်းချင်းလျှော့ကျသွားခဲ့တယ်နှွေးထွေးတဲ့သွေးတွေဟာကျွန်တော်တို့လက်နှစ်ဖက်ကြားမှာစိတ်ဝင်သွားခဲ့တယ်မြို့တစ်ခုလုံးရဲ့မီးရောင်တွေဟာသူမမျက်လုံးထဲမှာအယောင်ပြန်နေခဲ့တယ်အဲ့ဒီအချိန်အတော်တွင်းလေးထာဝရတည်တတ်နေပါစေလို့ကျွန်တော်ဆုတောင်းမိခဲ့တယ်အဲ့ဒီခဏမှာပဲကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုဟာလုံးဝဗလာဖြစ်သွားခဲ့ရတယ်လို့ခံစားလိုက်ရပါတော့တယ်